ကဲလုံးကိုကျွန်တော်ပြစ်လိုက်မှာဖြစ်တယ်ကဲလုံးမကောင်းဘူးလားကောင်းတယ်ကျွန်တော်အားမကောင်းဘူးလားအားကောင်းတယ်အဲ့တော့ဒီကဲလုံးကိုပြစ်ချလိုက်မယ်နော်ဘယ်လောက်ရောက်နိုင်လဲပြစ်ချလိုက်မယ်ကျွန်တော်ကတော့နည်းနည်းပပအားရှိတယ်ကဲပြစ်လိုက်ပြီဟိုးအဝေးကြီးရောက်ပြီအဲ့တော့ကဲလုံးမကောင်းဘူးလားကောင်းတယ်ကျွန်တော်အားမရှိဘူးလားအားရှိတယ်ကျွန်တော်ပြစ်လိုက်တဲ့ကဲလုံးအဝေးမရောက်ဘူးလားရောက်တယ်ဒါပေမဲ့အဝေးတော့ရောက်ပေမဲ့ရန်ကုန်တော့မရောက်နိုင်ဘူးနိုင်ငံခြားတော့မရောက်နိုင်ဘူးအလားတူပဲဘာသာမကောင်းဘူးလားကောင်းတယ်တရားမကောင်းဘူးလားကောင်းတယ်လူလုံးတဲ့ကောင်းမှုမကောင်းဘူးလားအယံကောင်းတယ်တုတ်တော့လူလုံးတဲ့ကောင်းမှုကုသိုလ်နဲ့လူအမိပြုတဲ့ဘာသာနဲ့တရားခရိယံဘာသာခရိယံတရားဘာသာတိုင်းပါဆိုတော့အဲ့ဒီတရားကိုအမိပြုတဲ့တရားနဲ့ကိုလုံးတဲ့ကောင်းမှုဆိုတာကအကျိုးပေးတယ်ကောင်းတော့အယံကောင်းတယ်ဒါပေမဲ့ကောင်းကင်ဘုံကောင်းတဲ့နေရာထိတော့ကျွန်တော်တို့မရောက်နိုင်ဘူးငရဲကနေလွတ်လောက်အောင်တော့ကျွန်တော်တို့မကောင်းနိုင်ဘူးအကျိုးတော့ရှိတယ်နော်အကျိုးမရှိတာမဟုတ်ဘူးကောင်းမှုကုသိုလ်ဆိုတာအကျိုးရှိတယ်ဒါပေမဲ့ကောင်းကင်အထိတော့မပို့နိုင်ဘူးဒါဆိုရင်ကျွန်တော်တို့ကိုတမလွန်ဘဝငရဲကနေလွတ်ပြီးတော့ကောင်းကင်ဘုံပို့နိုင်တာဘာလဲကိုလောက်တဲ့ကောင်းမှုလားမဟုတ်ပါဘူးကိုအမိပြုတဲ့တရားလားမဟုတ်ပါဘူးကုသိုလ်တပည့်ငရဲကစေပိတ်တာရှိပြီနော်အရင်တော့တပိတ်တာအခုကဈေးတက်သွားပြီကုန်စည်နှုန်းတက်တယ်လို့ပေါ့အကုသိုလ်လည်းတဖြည်းဖြည်းတက်လာပြီဆိုတော့မိမိရဲ့ကောင်းမှုမိမိအမိပြုတဲ့ဘာသာအဖြစ်ကောင်းကင်ရောက်ဖို့ကောင်းတဲ့နေရာရောက်ဖို့ဆိုရင်အင်မတန်မှဝေးပါတယ်အခုနာကဲလုံးနဲ့ပေါက်လိုက်တဲ့အခါနိုင်ငံခြားမရောက်တယ်လို့ရန်ကုန်မရောက်နိုင်တယ်လို့ပဲကျွန်တော်တို့လုပ်တဲ့ကောင်းမှုကုသိုလ်ဆိုတာကောင်းပေမဲ့ကောင်းကင်ထိတော့မရောက်နိုင်ဘူးဆိုတော့ဒါဆိုရင်ကျွန်တော်တို့ကိုကဲတင်နိုင်တာဘာတူလဲလောကကြီးမှာရှာလို့မတွေ့ဘူးရှာရင်တွေ့မှာမဟုတ်ဘူးကောင်းကင်အောင်လူတို့တွေကျွန်တော်တို့ကိုငရဲကနဲ့လွတ်ပြီးတော့ကောင်းကင်ပို့နိုင်တဲ့ကဲတင်ရှင်ဟာဘယ်သူမှမရှိဘူးကဘာစွန်းတိတန်အောင်ရှာကြည့်ပါမြေကြီးစွန်းတန်အောင်ရှာကြည့်မှာမရှိပါဘူးတော့တော့ဒီနေ့ကောင်းကင်နဲ့မြေကြီးကိုဖာဆင်း၍လောကီလူသားတွေကိုတိတ်ချစ်တဲ့ဖယားယေရှုဖယားဒီလောကကြီးကိုဆင်းကြွလာ၍အပြစ်ရှိသောတင်တဲ့ကျွန်ုပ်အတွက်လက်ဝါးကားတိုင်းမှာကျွန်တော်တို့ရဲ့ပြစ်ကြွေးကိုစပ်ပေးလိုက်တယ်အသက်ပေးပြီးမှကျွန်တော်တို့ရဲ့အာကုသိုလ်ကြွေးအားလုံးကိုစပ်ပေးလိုက်တယ်အသက်နဲ့သွေးနဲ့စပ်ပေးလိုက်တယ်သူ့ရဲ့ပေးဆက်ခြင်းကနည်းနည်းနော်ပေးဆက်ခြင်းမဟုတ်ဘူးနော်အဲ့တော့ယေရှုခရစ်တော်ဖခင်ကျွန်တော်တို့ရဲ့ပြစ်ကြွေးအားလုံးကိုစပ်ပေးလိုက်တယ်တကြိုပြီးဘယ်ပုဂ္ဂိုလ်မှမအောင်နိုင်တဲ့တေခြင်းမိစုမောင်ကိုအောင်၍ရှင်ပြထမြောက်တော်မူသောဖခင်ဖြစ်တယ်တချို့ကမေးတယ်ဆရာယေရှုဖခင်မှာအန်တော်ဒီစံတော်ဒီတတ်တော်ဒီရှိလားဆိုတော့မရှိဘူးလို့ပြောလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့တင်းချိုင်းကုန်းမှာပဲကြံခဲ့တာမို့တေချင်းကနဲ့ပြန်ရှင်၍ဒီကနေ့အသက်ရှင်လက်ရှိတဲ့ဖခင်ဖြစ်တယ်တေချင်းကိုအောင်တဲ့ဖခင်ဖြစ်တယ်ဒါကြောင့်မိတ်ဆွေကောင်းကင်အောင်လူတို့တွေကျွန်တော်တို့ကိုကယ်တင်နိုင်သောနာမငရဲကနဲ့ကယ်တင်နိုင်သောနာမကောင်းကင်ဘုံထိခေါ်ဆောင်နိုင်သောနာမဟာယေရှုခရစ်တော်ဖခင်တပါးတည်တာလည်းရှိပါတယ်ယေရှုဖခင်တပါးတည်တာလည်းရှိပါတယ်မိတ်ဆွေယေရှုဖခင်ကတင်းတဲ့ကျွန်ုပ်ရဲ့ပြစ်ကြွေးကိုစပ်ပေးတဲ့အခါခမရတို့တဝက်ခံငါတဝက်ခံမယ်ခမရတို့လည်းကြိုးစားငါလည်းလှုပ်ပေးမယ်လို့မပြောပါဘူးတရားမှတရားသူပဲလှုပ်ပေးသွားတယ်ဟာလေလုယာအမှုပြီးအောင်သူပဲလှုပ်ပေးသွားတယ်ယေရှုဖခင်ရဲ့မေတ္တာဖြစ်တယ်အပြောတဲ့မဟုတ်ဘူးအသက်နဲ့ကျွန်တော်တို့ကိုမေတ္တာပြခဲ့တယ်အသက်နဲ့သွေးနဲ့သူ့ရဲ့မေတ္တာကိုကျွန်တော်တို့ကိုပြခဲ့တယ်နောက်မိတ်ဆွေတွေတင်းတဲ့ကျွန်တော်မှာငရဲသွားမဲ့ဝုကျွေးတွေကံကျွေးတွေခြေသွားပြီဖြစ်တယ်တချို့ကပြောတယ်ယေရှုဖခင်တော့ကယ်တာပေါ့ငါတို့လည်းကောင်းတာလုံးမှကောင်းကင်ရောက်မယ်လို့ပြောတယ်အဲ့ဒါဘာနဲ့တူလဲဆိုတော့တရက်တော့လူငယ်တစုပျော်ပွဲစားသွားကြတယ်ရီချောင်းမှာဆိုတော့အဲ့ဒီမှာရီမကူးတဲ့လူတယောက်ရှိတယ်ခမည်းရီနဲ့ရကိုရှောက်မကူးနဲ့တော့ရီနစ်မယ်နော်လို့သူများသူ့ကိုတတိပေးထားတယ်အဲ့တော့ရီကူးတဲ့တငယ်ချင်းတွေကဒံမီထိုးတယ်ရီကူးတယ်အောက်ငုံတာကိုသူကြည့်တော့သူလည်းကူးတတ်မယ်ထင်ပြီးတော့သူရီမကူးတတ်တာမေ့ပြီးတော့တခါတည်းကြောက်ကဘာပေါ်ပါနဲ့ဒံမီထိုးလိုက်တဲ့အခါပြန်မပေါ်လာတော့ဘူးဟာရီနစ်တယ်ပြောတဲ့အခါအဲ့ဒီမှာရီကူးဆရာတယောက်ရှိတယ်ရီကူးတင်ပေးတဲ့ဆရာတယောက်ရှိတယ်ဆရာသွားကူပါအောင်ပြောအဲ့ဒါနဲ့အဲ့ဒီရီကူးတင်ပေးတဲ့ဆရာကရီငုတ်ပြီးတော့တခါတည်းသူ့လက်ကိုသွားဆွဲပြီးတော့ကန်းကိုခေါ်သွားတယ်ဒါနဲ့အဲ့ဒီဆရာပြောတယ်မင်းကိုငါကယ်လိုက်တယ်နော်မင်းကိုငါမကယ်မင်းတင်မှာနော်ပြောတော့ဆရာတဲ့ဆရာကယ်တော့ကယ်တယ်တဲ့ဒါမဲ့ဆရာတယောက်ထဲကယ်ပြီးတော့ငါလဲဆရာလက်ကိုအားပြုပြီးတော့ကင်ထားလို့ဘောလို့ပြောလိုက်တယ်ဒါနဲ့အဲ့ဒီဆရာကပြောတယ်အော်ဒီလိုလားဆိုတော့ဒီတိုင်းထားလိုက်တယ်
အဲ့ဒါနဲ့နောက်ရက်ကြတော့သူတို့ကစောရင်ရီထဲမှာစောရင်ဆွဲနေသူလဲတင်တင်လေးမှာပဲအတွေ့အကြုံရှိပြီဆိုတော့ကြောက်နေပြီလေဒါမဲ့ရီကဆွဲဆွဲနဲ့ရီပြန်နစ်သွားတယ်တကယ်ချင်းကပြောတယ်ဟဲ့ရီကူးတင်ပေးတဲ့ဆရာဟိုမှာရီနစ်နေပြီသွားကဲဆိုတော့မကဲတော့ဘူးတဲ့ဂျေဇုကနဲ့ပေါ့ဂျေဇုကနဲ့မဟုတ်ဘူးတေတော့မယ်ဆိုတော့မကဲတော့ဘူးတဲ့ဆိုတော့ထားလိုက်တဲ့ဆရာတေတော့မယ်တဲ့အိတ်ထားလိုက်တဲ့ဟိုတယောက်ကယုံရင်ခိုင်ရင်နဲ့သူ့အစွမ်းရှိသမျှနဲ့ခိုင်ရင်နဲ့မနိုင်တော့ဘူးရင်းနေတော့မှမလောက်တော့ဘူးအားမရှိတော့ဘူးအဲ့ဒီချိန်မှာရီကူးဆရာကတခါတဲ့ဒန်ဗီထိုးပြီးတော့သူ့ရဲ့စပင်နှစ်ချောင်းသုံးချောင်းတခါတဲ့သွားဆွဲလိုက်တယ်စပင်သွားဆွဲလိုက်တယ်ကောင်းကိုခေါ်သွားတယ်ပြေတူပိုက်ထဲဝင်သွားတဲ့ရီတွေကိုဖြိလိုက်တဲ့အခါရီအန်လိုက်တယ်ဆိုတော့ပြန်တတိလေတဲ့အခါကျတော့မင်းကိုငါကယ်လို့တေဘေးကနေလွတ်သွားတယ်ပြောတော့ဆရာဟုတ်တယ်တဲ့ဒီတစ်ခေါက်တော့ငါမပါတော့ဘူးတဲ့ငါရဲ့အားမပါတော့ဘူးတရားမှတရားဆရာပဲကယ်တယ်လို့ပြောတယ်အလားတူပဲဒီနေ့လူတွေဟာယေရှုဖခင်တော့ကယ်တာပေါ့ငါလဲနည်းနည်းပပကောင်းမှရောက်မယ်ပြောနေတာကအဲ့ဒါနဲ့အတူတူပဲမိတ်ဆွေတင်ငရဲကနေလွတ်ဖို့တောင်းကင်ပုံရောက်ဖို့ဖခင်ကတင့်ကိုလှုပ်အားပေးမခေါ်ဘူးတင်းရဲ့လှုပ်အားမပါဘူးတရားမှတရားယေရှုဖခင်ကကယ်လိုက်တာဖြစ်တယ်တရားမှတရားယေရှုဖခင်ပဲပေးဆလိုက်တာဖြစ်တယ်ဟာလေလုယာထိုယေရှုဖခင်ကိုအမိပြုတော်သူဟာငရဲကနေလွတ်တာဖြစ်တယ်ထိုယေရှုဖခင်ကိုအမိပြုတော်သူဟာထိုဖခင်ရဲ့အားဖြစ်ကိုအားမပါတော့ဘူးနော်ကိုရဲ့ကောင်းမှုပါတော့ဘူးယေရှုဖခင်လှုပ်ပေးတဲ့ကောင်းမှုအဖြစ်ကောင်းကင်ဘုံဒုက္ခချမ်းသာမှုကိုရောက်နိုင်တာဖြစ်တယ်ဘုရားရှင်နာမဘုန်းကြီးပါစေမိခင်တယောက်သူ့ရဲ့သားကိုကြောင်းလာထားတယ်ဆရာကျမသားကိုကောင်းကင်ရအောင်လှုပ်လိုက်တော့ကျွန်တော်လှုပ်လို့မရဘူးယေရှုဖခင်လှုပ်ပေးတယ်ဒါဆိုရင်အမရောကောင်းကင်ရောက်မလားတမလွန်ဘဝတည်တဲ့အခါကောင်းကင်ရောက်မလားမေးတော့ရောက်မှာပေါ့ဆရာဘာကြောင့်ရောက်မလဲပြောနိုင်သလားဆိုတော့ဘာကြောင့်ရောက်မလဲဆိုတော့ဆရာကျမခရိယန်လေတဲ့ဩအဖေနဲ့အမေခရိယန်ဖြစ်လို့မွေးလိုက်တာနဲ့သူကကောင်းကင်ရောက်မယ်ထင်တာမှားနေတယ်ဒါဆိုရင်ဘာကြောင့်ရောက်နိုင်မလဲဘာအချက်ကြောင့်ကောင်းကင်ရောက်မလဲဆိုတော့ပြောနိုင်လားဆိုတော့ဘာကြောင့်ရောက်မလဲဆိုတော့ကောင်းတစ်ချက်ကုတ်လိုက်တယ်ကျမယုံလို့ပေါ့ဆရာတဲ့ယုံနေဆိုတော့ဘာကိုယုံတယ်လဲတောင်ကိုယုံတာလားချောင်းကိုယုံတာလားနတ်ကိုယုံတာလားဘာကိုယုံတယ်လဲပြောကြည့်ပါပြောတော့ဆရာယေရှုဖခင်ပေါ့တဲ့ယေရှုဖခင်ဟုတ်ပြီကောင်းပြီယေရှုဖခင်ကိုဘယ်လိုယုံလဲဆိုတော့ယေရှုဖခင်ကကျွန်တော်ပြည့်ကျွေးအလုပ်ကိုစပ်ပေးတယ်ဟုတ်ပြီကဲယေရှုဖခင်ကိုယုံပြီးတော့အသက်တာမကောင်းရင်စာရိတ္တနည်းနည်းပပမကောင်းရင်ရောက်မလားကောင်းကင်ရောက်မလားဆိုတော့ဘယ်ရောက်မလဲဆရာတဲ့ဒါဆိုရင်အမအချင်းကောင်းလားအသက်တာကောင်းလားလို့မေးတော့ကောင်းသလားဆိုရင်တော့ဆရာတိတ်မကောင်းဘူးမကောင်းတကောင်းပေါ့ဒါဆိုကောင်းကင်မရောက်တော့ဘူးပေါ့အေးဒါဆိုမရောက်တော့ဘူးတဲ့ဆိုတော့ तू ယုံနေတာကယေရှုဖခင်ကိုလည်းယုံမယ်ကိုလည်းကောင်းရမယ်ဒါမှကောင်းကင်ရောက်မယ်ပြောနေတာဖြစ်နေဒါမျိုးခရိယန်တွေလောကကြီးမှာအများကြီးပဲမိတ်ဆွေအဲ့ဒီနည်းနဲ့မရောက်နိုင်ဘူးယေရှုဖခင်လှုပ်ပေးပြီးတဲ့အရာတရားမှတရားအသက်နဲ့သွေးနဲ့ကျွန်တော်ရဲ့ပြည့်ကျွေးအလုံးကိုဆက်ပေးတဲ့ဟာကိုယုံမှရောက်မှာဖြစ်တယ်မယုံရင်တော့မရောက်ဘူးယုံတဲ့အခါမမြင်ရတဲ့ယေရှုဖခင်အသက်ရှင်နေတဲ့ဖခင်နာဝိညာဉ်ဖခင်ဟာယုံတော်သူရဲ့အแทမှာဝိညာဉ်အားဖြင့်လာပြီးတော့တစိတ်ခတ်တယ်ထိုသူဟာဖခင်ရတော်သူဖြစ်သွားတယ်ဖခင်ရတော့ဘာရလဲငြိမ်သက်ခြင်းရတာပေါ့ယေရှုဖခင်နှလုံးသားထဲမှာရတော့ထာဝရအသက်လည်းရတာပေါ့ယေရှုဖခင်နဲ့အတူထာဝရအသက်ရတယ်ယေရှုဖခင်နဲ့အတူဝမ်းမြောက်ခြင်းလည်းရတယ်ယေရှုဖခင်နဲ့အတူငြိမ်သက်ခြင်းရတယ်ယေရှုဖခင်နဲ့အတူပျော်ရွှင်ခြင်းရတယ်ယေရှုဖခင်နဲ့အတူရွှင်ငွေနဲ့ဝယ်လို့မရတဲ့ကြီးမားသောငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းခံစားရတာပေါ့အဲ့ဒါလို့ဖခင်ရတော်သူဟာဘာနဲ့တူလဲလူငယ်ဒီနဲ့ဥပမာပေးမယ်ဆိုရင်ရီစာရှိတော်သူချစ်သူရှိတော်သူထက်တာ၍ဝမ်းမြောက်တယ်ဒီကနေ့စစ်မှန်တဲ့ဝမ်းမြောက်ခြင်းဟာယေရှုဖခင်ရှိမှာပဲရှိတယ်တခြားနေရာကနေရတဲ့ဝမ်းမြောက်ခြင်းဟာတခဏပဲတချို့ကအဖေနဲ့စကားပြောရင်ဝမ်းမြောက်မယ်အမေနဲ့စကားပြောရင်ဝမ်းမြောက်မယ်တငယ်ချင်းကိုဖုန်းခေါ်လိုက်လို့ရှိရင်ဝမ်းမြောက်မယ်အဖေအမေတငယ်ချင်းရှိမှဝမ်းမြောက်ခြင်းရှာတယ်ဒါပေမဲ့ဖုန်းပြောရင်နဲ့စကားများတဲ့လူတွေအများကြီးပဲမိတ်ဆွေစစ်မှန်တဲ့ဝမ်းမြောက်ခြင်းဟာယေရှုခရစ်တော်မှာပဲရှိတယ်ထိုယေရှုခရစ်တော်ကိုယုံကြည်ခြင်းအပြင်ရရှိတော်သူဟာဒီဘဝလည်းဝမ်းမြောက်ခြင်းခံစားတမလွန်ဘဝလည်းဒုက္ခချမ်းသာမှုကိုဝင်စားတယ်ဆိုတဲ့တရင်ကောင်းအဖြစ်ဝင်ငှတက်တဲ့ခံပါတယ်အရောက်စီတိုင်းငရဲကနေလွတ်၍ယေရှုဖခင်အဖြစ်တမလွန်ဘဝဒုက္ခချမ်းသာမှုကိုရောက်တော်သူတွေဖြစ်ဖို့ဘုရားရှင်အထူးကောင်းချီးပေးပါစေအာမင်